ဒေါက်တာစထရိန့်ကပေါ့နော်ဒီ Dead Brand ရဲ့အရှင်သခင်ဖြစ်တဲ့ဒိုမာမိုအချိန်နဲ့ပိတ်ပြီးတော့ချင်းထည့်သွားတဲ့ဇုံဝင်ကခင်ဗျားတို့အားလုံးကြည့်ဦးမယ်တဲ့ဒါပေမဲ့အခုပြပြပေးမယ့် comic ကတော့ဒီဒိုမာမိုကဒေါက်တာစထရိန့်ရဲ့ခေါင်းကိုညှက်တက်လိုက်တာပေါ့နော်ဆိုတော့ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ဒီနေ့ icon မြင့်အကြောင်းပြပြပေးမယ်ဒီ comic က2009ကထွက်ရှိခဲ့တဲ့ Advanced 610 Ultimate Universe ကိုအခြေခံထားပါပေါ့နော်ဇလန်ရဲ့အစကဘယ်လိုလဲဆိုတော့ Scarlet Witch ကတည်ဆုံးသွားတယ်အဲ့ချိန်မှာသူ့အဖေဖြစ်တဲ့ Magneto ကဒေါသထွက်ပြီးတော့ကမ္ဘာဝင်ကိုပြောင်းပြန်လှမ်းလိုက်တယ်အဲ့ချိန်မှာကဘာကလုံးဝဘေးအန္တရာယ်ကြာရောက်ပြီးတော့နယူးယောက်မြို့ကလည်းရေတွေကိုမြတ်သွားတယ်ပေါ့နော်အခုကျွန်တော်ကတခြား hero တွေထက်ဒေါက်တာ Strange ကိုဒိုမာမူကဘယ်လိုမျိုးတက်လဲဘယ်လိုမျိုးခေါင်းညှင်းတက်လိုက်လဲဆိုတော့ comic ထဲအတိုင်းကျွန်တော်ကပြောပြပေးမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်အောင်ဟော့ကဒေါက်တာ Strange ရဲ့အိမ်ကိုဖျက်ဆီးလိုက်တယ်ပေါ့နော်အဲ့ဖျက်ဆီးလိုက်တဲ့အချိန်မှာသူ့ရဲ့အစီရင်ကပေါက်သွားပြီးတော့ဒီဒိုမာမူကလည်းလွတ်မြောက်သွားတယ်ပေါ့နော်ဒီဒိုမာမူကလွတ်မြောက်လာတဲ့အချိန်မှာဒီဒေါက်တာ Strange ကလည်းသူ့ရဲ့မှော်စွမ်းအားနဲ့လုံးဝတိုက်ခိုက်တယ်ဗျာအစိုးရတော့ဘာလဲဆိုတော့ဒေါက်တာ Strange ရဲ့ဒီဝိယုံနဲ့ပဲဒေါက်တာ Strange ရဲ့ level ကိုညှစ်လိုက်တယ်ညှစ်ပြီးတော့ဒီဒိုမာမူကဒေါက်တာ Strange ရဲ့ခေါင်းကိုဖိထားလိုက်တယ်ပေါ့နော်သွေးတွေတောက်လျှောက်စီးကြလာပြီးတော့ခေါင်းပေါက်ထွက်သွားတဲ့အထိဖိချလိုက်တယ်ပေါ့နော်ဆိုတော့ဒါ Marvel သမိုင်းတစ်လျှောက်မှာဒီဒေါက်တာ Strange တည်ဆုံးမှာရှက်ရဆုံးပဲပေါ့နော်Ultimate မှာကြတော့ဒီ hero ကတည်ရင်တကယ်တည်တယ်ဗျာဆိုတော့တည်သွားတဲ့ hero တွေကလည်းဒီဇလန်နဲ့အပြီးထွက်သွားတာဆိုတော့ဒီလိုမျိုး comic မျိုးကြိုက်တဲ့ပရိသတ်တွေအတွက်ဆိုလို့ရှိရင်တော့ဒီ comic ကဖတ်တယ်ဆိုတော့ဒီ comic link ကိုလည်းကျွန်တော်ဒီ comment အောက်မှာထည့်ပေးရမယ်ကျွန်တော်ရဲ့ page လေးကိုလည်း follow နဲ့ subscribe လုပ်ခဲ့ပေးအောင်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့